Yamana Uwe, the Venan Soya, Alaja Kagalamu, the Bugana, Yabuya Sadino, Chile, Kanamuna, Bugago, and Yamuna, Bugago, Gamino, Naua, Narawatu, so the Caravans and Chile, Sabu, Panagua, the Lao Panagua, and the Nago, or the Nago, Kalamaya, Dara, no, Yamania, Lopawe, Chivasaki by Nabu, the Mania, Ed Lai, Yana, the Pune. A time door, a time of the Mingo, time door, Swallow, a time of the I think a teacher, I'll be and Ganoma, Tara, Sugar, and Kagalaya, a teacher will do. Correct, I thought Kagalaya, Lulu, Chiba, we were at the area. Lolo, I tell you, I'm going to follow. So follow. Follow and tell me, you want to go, thinking at the area, much of them, so you run away, going to go, whoever the area. The Mingo, my children, what an argument, don't lose it. I am about the way, killing that about the new law. And you let the one I say, never be going to the Iran, I don't know. Then I want to do that. Kanago, Kanaga, Xiao, Good, we got two men away from it. Every one of my saying, such a Canada, and I will be like a man, over the area. Every teacher, not teacher, the woman, the woman, the other man, who are like two young women, the woman, like channel. So I went over the area. I think I'm the area, so what I have a half by my name, I know about that. Children teacher, teacher, Kai change of my You don't have to be a Sakilo and Samana to the Amy and you are one that the Lulu, Shimon and Kayama, Grandma, and you are one that the Lulu Kayama. So we can have that, can we Yabu that? Yabu, you chill right. Follow the other. Lao nó có mà lên này cái chân của nó này lên đây mà chơi quay đi lên này xem ai nữa hả lâu nó là chơi đi lên xem rồi lâu sao đây à vậy sao chơi ăn đi yo aura ăn đi tới chơi ăn đi yo phải nghe qua nó chơi bao nhiêu anh ấy chúc là anh ấy aura aura bye bye anh ấy bao nhiêu sao mà cứ xem bao nhiêu sao vậy các bạn sao mà cứ xem đi lên xem bao nhiêu mà nếu chúng ta ăn được cái gì rồi nó được cái gì rồi chú ơi nó cái gì cái này chơi ra đây ăn cái này nó
စပီးလုံးနဲ့ဒါလာတော့မှအလုံးတွေကထိကျတိုးလာတယ်ခင်ဗျာစပီးလုံးတော့တော်လို့ခင်ဗျာတော့တော်တယ်ဒီကအုပ်ကိုဆုံးတဲ့စပီးလုံးတို့တော့တော့ပေါ်လာကျမတို့ဒီကိုရောကခလိုက်ပါဆင်းလို့အတော့ဆန်းရတာတမီးရလေးတက်တယ်အာဝနာတမီးရဲ့အာဝနာခါလိုက်ရပြီဟုတ်ပြီဒီကစပီးလုံးနဲ့ဘုရားကတမီးရလေးကကောင်းကြီးနဲ့ဓာလာလို့ဆိုတာယောဟာပိုင်လိုက်ရတမီးဟာနော်ဆရာကောင်းတဲ့ကံကောင်းကံဆိုတဲ့တပည့်တော်လေးကခင်ဗျာနော်တောင်းလိုက်အောင်လည်းမှာတတိရောတော့တတိရကြလာအောင်တစ်ချက်ချင်းတော့ရောတစ်ချက်ချင်းပြန်တော့အဲ့တော့ရမယ်တစ်ချက်ချင်းတော့တစ်ချက်ချင်းဒီနေ့တော့ဟာပြန်တော့ဒီလားဒါတော့လို့မှာတော့ဘုရားဟိုကဒါအသွားလို့တော့အပြောင်းလို့အသွားလို့ပါဟာလက်တော့ပြည့်တယ်ဒါအသွားလို့မလားနော်အပြောင်းလို့အသွားလို့ပါဟာပိုင်လိုက်လာသမီးရောဒါအသွားလို့ပါဟာချေပိုင်လိုက်လာနိုင်လိုက်လားဟာခင်ဗျာဆယ်လို့သမီးဦးလေးကဂုံကြီးရှိတယ်2000ကျပ်တဲ့ဆယ်လို့ရှိရတယ်လက်ခံတယ်2000ကျပ်ဆယ်လို့ယခုလိုတန်ဖို့ကလေးစုံလို့ခေါ်ရတယ်ကလပ်ပေါ်မှာထိုင်ရရဗျာဘာလို့လဲဗျာကလေးစုံလို့ပါဗျာအပေါ်ကပလင်းပေါ်ကကျင်ရတဲ့ရတာတော့ဟောပါလိမ့်မယ်ကြီးနေလို့တော့မလားနော်ကလေးစုံလို့ခေါ်ရတယ်ဗျာဒါကကြောင်းနေပါဗျာလောကကြီးပါသဘောတရားတိုင်းအမားရှိကိုအနိုင်ရှိတယ်လို့အသားရှိလို့အပြန်လဲရှိပါတယ်ဗျာကိုယ်ကသမီးတွေကစက်ပြီးတော့ဝိုင်းတာတယ်နော်အဲ့ဒါဝိုင်းတာဟောမှာသမီးတို့ကဝိုင်းတာပါလို့လက်ကိုနော်ဘုရားပါကကလပ်လူကားလို့ခေါ်တဲ့ဘုံလုံးကလပ်လူကားလာအောင်ပဲရနော်ဒီဘက်ကတော့တရားကလည်းဝိုင်းကိုတက်ပြီးတော့သမီးလည်းချီးတက်လိုက်သမီးတွေဘုရားကတော့အကူရပြတော့လက်ကိုဩဝါဒကချီးလို့တော့ပါဗျာနော်ကသာမအားတဲ့ဆိုသိတဲ့လက်ကုတ်ကကသာမအတွက်အားလို့တစ်ခါပါဒီလောက်ချင်းနဲ့ဝိုင်းတာလာဘူးတော့သမီးကိုလမ်းကားကိုရှောက်မတိမ်မဆောက်ကိုလမ်းကားကိုစိတ်ကောင်းနဲ့ရှင်နော်ဆက်ရပေါ်လာတော့နော်အဲ့ဒါလာပြီးကိုကလက်ကုတ်လေးချင်းနဲ့လည်းပါဗျာနော်ကိုက်ချင်းနဲ့ဝိုင်းပန်နေတာအလုံးတကားမလို့ပါဘူးတော့အမြင်ပါလို့တော့အခက်ခတ်ပါတယ်ခင်ဗျာနော်ဥစ္စာကိုက်ချင်းနဲ့ဝိုင်းပန်တာဟာတပည့်တော်တို့သဘောကျရမယ်ကျိုးလာတာဒီမှာကသမီးကကလန့်လို့လာပါခင်ဗျာချိုးသမီးချိုးဘလောနဲ့ပုံမှန်လို့တော့ကောက်ချင်းနဲ့စပူလုံးဆင်ပါလားဝါနာစုပ်ကိုတဲ့တဲ့ကံစီရေအကျလုံးပတ်ပြီးဘုရားကလေးဥပမာလာတမိရတဲ့ဦးကိုကြီးရဲ့တမိနဲ့အားတော်ကြီးရှင်းတယ်လို့နားစားရပါတယ်ခင်ဗျာငါတို့ဟောတာရှင်းတယ်လို့တော့ပါဦးခင်ဗျာနော်တပည့်ဆက်ပေါ်လာတော့ဟုတ်ပြီဒီကကတတ်လို့လားခင်ဗျာတတ်လို့ကလည်းစိတ်ဓာတ်ကိုခန္ဓာကိုအဝယ်နဲ့တရားကခန္ဓာအောင်ပါနော်ရတယ်တပည့်လည်းတပတ်ပြည့်ရမယ်ကြိုးရတာဟုတ်ကဲ့ပါခင်ဗျာဝါနာရှင်တို့ရဲ့တင်သားကိုယခုလိုနေတာကချင်းနေနေတာတော့ဒီလိုကမှလည်းမိသားစုနဲ့လည်းဇီဝတုံးသက်ပါလို့ကြောင်းကိုထပ်လောင်းလို့ရှင်းတော်ကောင်းတောင်းလို့ရပြီလားခင်ဗျာ
ကလန့်တူပါလားတပည့်တော်တို့ကျုံသားဝဲတမဲနဲ့ဝဲဘပထမဆက်အောင်လို့ဒုတိယဘုရားကျုံသားဝဲအထက်ကနာဆရာဝဲနဲ့ဆရာဝဲနဲ့တို့ကြည့်တာတတိယအဆင့်ကိုလာတယ်အဲ့ဒီမှာကျုံသားဝဲကျောင်းအဲ့ဒါကျတတိယအဆင့်ကိုပြီးရမယ်လို့ရှင်းအောင်လို့တော့အဲ့ဒီမှာကျောင်းဝဲပါဘူးနောက်တစ်ကျောင်းဝဲဘူးလာဘူးဆရာတို့ကျုံသားဝဲဝဲပြပါခင်ဗျာရောအဲ့ဒီမှာအောင်လို့တမီးကျုံလို့ကပြန်တော့အဲ့ဒါအပြန်လဲပြီးရခင်ဗျာဟုတ်လားကလတ်တူတော့တစ်ချက်ခြေပါတော့ရတဲ့လူပတုံးလူရဲ့အလားကိုယူပါမလို့သမီးငယ်တွေကကလပ်ပေါ်မှာပတုံးလူရဲ့အလားဖတ်ကြတယ်ပတုံးလူရဲ့လို့ဘယ်ကလက်ကောအောက်အားနဲ့ချင်းနေလိုက်ပါဦးမလားနော်သမီးငယ်တွေပတုံးလူနဲ့ဒီကမှာတော့ပတုံးလူကိုယူပါကြည့်လို့ဟုတ်ကဲ့နောက်ပိုင်းမှာအတူတူလေးထိတ်ကြောင်းရောက်ရှိလာတဲ့ဒိဋ္ဌံပေါ်မဲ့ဇာတ်တွေဒီမျိုးတိုင်းလို့လို့ဘယ်လာကြလို့မင်းကရဲ့ကကရာဆိုလို့အောင်ရတာပြန်လို့တာပဲဖြစ်ပါတယ်ခင်ဗျာဒီကကစောင်းကောင်းတော့အားပေးပြီးရှိကြပါဦးခင်ဗျာဒါသင်္ကန်းကောင်းမပြောတဲ့သမီးတွေလို့ဒါလို့ရတာပေါ့ခင်ဗျာဒီလိုကသမီးတွေကပတ်တုံးကြီးတစ်လက်ကိုလက်သာဆက်လို့ချင်းတော်တို့ကလပ်ပေါ်မှာအဝယ်ထွက်ပါခင်ဗျာအဝယ်ထွက်ပါခင်ဗျာပတ်တုံးကြီးတစ်လက်နဲ့လဲလို့ရတာဒီလိုရတာကျွန်တော်တို့ခြေရတော့အဝယ်ထွက်တယ်အဲ့ဒီမှာသမီးတွေရဲ့အလားတရားပါခင်ဗျာမကွေးတိုင်းမကွေးပြည်တောင်လုံးကြီးကပေါ်ထွက်လာတဲ့သမီးတွေဆဲလို့ပြန်ပါခင်ဗျာလာပြီခင်ဗျာဒီကမှာတော့ပေါ်ပါဒီကိုဒီမှာဝင်ရမ်းလို့သမီးတွေရဲ့ဒုံးလေးအလားဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာမဝါလေးနဲ့ချင်းလို့အဝယ်ထွက်ပါခင်ဗျာသမီးတွေရဲ့ကလပ်ပေါ်ကမဝါတစ်ဖက်နဲ့ချင်းလို့အဝယ်ထွက်ပါဘယ်တော့ညာတော့လာပြီခင်ဗျာမဝါနှစ်ဆက်နဲ့သမီးတွေရဲ့မဝါနှစ်ဖက်ကိုလေးပါလုံးဝဲလို့သမီးတွေရဲ့အလားတရားပါခင်ဗျာသမီးတိုင်းကိုဆဲလဲဝဲတဲ့တောင်လုံးကြီးတူလို့ပါခင်ဗျာနော်ဘဝနဲ့ဖတ်တဲ့သူတွေရဲ့အောင်မြင်တဲ့သူတွေအောင်မြင်ပါရဲ့အဲဒီသူတွေတောင်းရဝင်နေနဲ့အော်မှာသူဟုတ်ပြီဆက်တော့ရတယ်ဘယ်လိုလုပ်တော့ကျေကျေလေးကြားရတာလို့ဆိုနော်ပါရမပါနိုင်ပါလားသူနော်ဟုတ်ပြီသူအောင်ရတဲ့သူအောင်ရတဲ့နော်သူအားလုံးရအဲ့ဒီရှိတော့တာလေသမီးတွေဘယ်လိုဆက်လို့ကြည့်ရတာခင်ဗျားတောင်းတကြီးတော့ပေါ်နေလာခင်ဗျားရဲ့ဒီလိုသမီးတွေနော်အားလုံးကချင်းပြမှာကြောက်စားရကြတော့ဒီသမီးတွေရောမမှာရောက်လာရဲ့အဲ့ဒါတော့မသိနဲ့ဘယ်တော့ပြန်ကြတာအဲ့ဒါလည်းတက်လာအဲ့ဒါမှအဲ့ဘယ်တော့ပြန်ကြတာရယူလို့ပြောတာလာယူလို့ကဘာလို့မအောင်မပြီးတော့တော့ရမှာမပြီးဘူးအခုဘာလို့အမ်းလို့ပါတော့ကျွန်တော်ဒီနေ့မှာတော့တောင်းရဝင်ကြီးဘညာလာခတ်တယ်မှတ်တယ်အပေါ်လုံးဘယ်လိုလုပ်လို့ဒီမဲ့အလဲဘယ်လိုလုပ်လို့ပြန်ပြီခင်ဗျာအလဲဘယ်လိုလုပ်လို့ပြန်ပြီဟာကလေးကောလို့ဒီဘက်ကတော့အလူကြီးအောက်ဆုံးကလေးတလုံးနဲ့ပြောလို့ပြန်ပြီတော့ကလေးကောလို့တောင်းတော့အလူမမတော့ရလက်ဘက်ကကျဲပြီးပြီးတော့လက်ဘက်ကကျဲလို့ကြည့်ရတာရတယ်လို့ရတယ်အောင်တယ်နော်အောင်တယ်လို့ပြောလိုက်တော့အောင်မလို့လာဦးအဲ့ဘယ်လိုလဲမှာတက်ခါလို့ပဲလက်ဘက်ပဲလို့ကြားရတာလက်ဘက်ပဲလို့နော်ဘာလို့တားတဲ့တတိယလေးကဒီလိုပဲဘယ်လာတတိယလေးကချိန်သားဝင်တဲ့ကျိုးပုံနေတာနော်လက်ဘက်ပဲလို့ဟုတ်ဘူးဘာလို့တားတဲ့တတိယ
ဒီလိုကန္တရာတွေငါတို့ဆိုင်ရပါမလားဆိုရင်ဒီတိုင်းပုံလေးအားပေးတာကဲဘယ်လိုကလေးကခဏကြီးတဲ့ခါတာရမှာတော့သူတို့ခဏချွတ်လိုက်ပါနော်ခဏချွတ်လိုက်ပါဘူးခဏချွတ်လိုက်ပါဘူးခဏတည်းမှာတန်ကြားခံလာရမှာတော့ခဏချွတ်သတ်ပါဘူးနော်အဲ့ဒါခဏချွတ်သတ်ပါဘူးနိုင်ပါခဏချွတ်လိုက်ပြီနော်အဲ့ဒါသူတို့ကိုယ်ရောအဲ့ဒါကိုလက်ကုပ်တန်းကိုယ်လို့ကြားရတာတော့လက်ကုပ်တန်းကိုယ်လို့အဲ့ဒါသမင်းပွဲလို့ပါနော်အဲ့ဒါသမင်းပွဲလို့ပါဟုတ်လားဟာဘယ်ဟာခေကြီးရမှာတန်ကြားပြတော့မပြနိုင်ဘူးလားလေရပါတယ်သမီးခေးမှာချွတ်လိုက်သမီးနော်ခဏလေးခိုင်းရမခိုင်းရတော့သမီးကျွန်တော်ကခိုင်းရလို့ခိုင်းလို့ရတော့အဲ့ဒါဘာလို့တာဝန်တွေကတော့ဒီလိုဆိုရဲဒီလိုလာရင်စိတ်ဓာတ်တွေနဲ့လက်ကုပ်တန်းကိုယ်လို့နဲ့အားပေးလိုက်တာကသမီးကိုဆိုးတော့တယ်ဘယ်ဆိုးတော့ဆိုးတော့ဘယ်လက်ကုပ်တန်းကိုယ်လို့ရတော့လက်ကုပ်တန်းကိုယ်လို့ရမလို့ဆိုရကလေးကမှသမီးတို့ဆိုးသမီးဘယ်နဲ့လို့အဲ့လိုနော်အဲ့လိုပါမလာရယူသမီးအောင်ကြမှာနော်သမီးတို့ဆိုးတာမျိုးဘယ်သမီးစတော်လို့ဘယ်လာယူလို့လာရပြီးစနေတဲ့သမီးဘဝဝိလို့လာတယ်ဘဝဝိလို့ ဝေးရလောင်းအောင် ဟာဟုတ်ကဲ့အားလုံးတော့သမီးအားလုံးတော့ဒီလိုနှစ်ဖို့လောက်တာနှစ်ဖို့လောက်တာဆိုတော့တော်တော်ဟုတ်ဘူးဘိုးတော်ကိုလက်ကိုဒါလေးကြီးနေလိုက်ပါဦးမလားတော့လက်ကိုဒါလေးကြီးနေလိုက်ပါဦးအဲ့ဒါဘာလို့ဆိုတော့လဲဆောက်လို့လောက်တာဆို